အားလုံးပဲမြင်လာပါတယ်ကျွန်တော်ကတော့ချမ်းပဲဖြစ်ဒီမှာတော့ချမ်းစီစဉ်မဲ့ episode 4တင်တာ4ကိုစော့ပြတာအရင် episode 2မှာပြောခဲ့တာအခု episode မှာကျွန်တော်လုံးဝလူကွဲပြားသွားဘူးနော်ကြည့်နေမှာတော့ diamond နဲ့ရှားထားတာပဲကြည့်ကျွန်တော်ဒါepisode ကလည်းပြောတာနော်ငါဟိုလာပါလေငါပြန်အဲ့မှာဘာလို့တိတ်ရှိဟိုဒါဟိုကောင်နေရလေသိမလားဟိုကောင်ထားတာသူကစောင်းအိမ်မရှိဘူးဗျာမရှိဘူးဆိုတာလားသူကစားဆိုတော့ကျွန်တော်သူကကျွန်တော်အိမ်မှာပဲအိတ်ကဘာလို့ဆိုကျွန်တော်တဲ့အိမ်စောက်မပေးထားသေးဘူးဟိုမိုင်းတူးခိုင်းတာကျွန်တော်လည်းတူလိုက်မိုင်းတူးခိုင်းမိုင်းတူးပြီးတော့ diamond နဲ့အများကြီးရလာခါမင်းတော်တယ်မောင်စုစေကျွန်တော်စုကြနဲ့ပြောဘင်းနဲ့မအိမ်လေးစောက်နောက်လည်းပြကြမှာအဲ့ဟိုဘက်ကမှအိမ်တိန်ရှိသေးတယ်အဲ့ဘာသူ့ပေးလိုက်တာဒီဘက်အိမ်မနေနဲ့လို့ကသူကမနေချင်းလို့ဆိုကြသူ့ဟိုဘက်အိမ်ကလုံးကြီးလေးစောက်ပေးလိုက်တာဗျာသူလည်းကြဝုန်းနေတာအခုအဲ့ရသူကဟာလေကျင်းနေတော့ရေကန်လဲအမှရှိတယ်ဗျကျွန်တော်လည်းသူနဲ့မှဟိုအဲ့ပင်လည်းအဝေးပဲသွားတာသွားပြီးတော့မှငါးလလေးတွေ့ငါးလလေးမြင်ရတယ်တော့ဒီမှာငါးတွေဖမ်းပြီးတော့မှဖတ်တယ်အများကြီးတယောက်9ခွက်6ခွက်လောက်ယူသွားတာဟာငါးတွေဖမ်းမမဒါဒါသူ့ဟာတို့မှာဒါမှမပေးကြတာသူ့ဟာသူ့မှာသူ့ကိုလည်းကျွန်တော်ဒါမှပိကတ်တစ်ခုနဲ့အဲ့ဒါမှဆော့တစ်ခုပေးထားတယ်သူမကြည့်ဒါမှ6ခုအိုင်ဆော့တစ်ခုဟိုဒါအိုင်ပိကတ်ဒါမှပိကတ်တစ်ခုဒါမှဟာတစ်ခုကြောက်ကြမလို့အများကြီးပဲဟုတ်တယ်တဲ့ရှေ့ရောတော့တယ်နော်တော့ပြရနော်လုံးဝမတူကွဲပြားသွားစေရဘူးโอเคနော်အေးလာအောင်မယ်ဟေးပြရှေ့အောင်မတောက်တယ်မနေရဗျာပါလဲဆိုငါးမြိုင်းနေရရုံကြည့်နေတကယ်အဲ့ဟိုခုနကျွန်တော်ရဲ့မြမလာအဲ့ဟိုဟာတွေကလည်းငါးမြိုင်းနေပဲရလို့တက်ထားလိုက်တာဟိုဘက်မတက်အားသေးတယ်ညာတော့ညာအဲ့တော့မိကျင်တော့ပါညာမကျွန်တော်ရဲ့ရေကန်ဟိုအမအဲ့ဟိုပဲအဝေးကြီးပြောပြီးဟိုညရတာကြာညရမို့တော့ခက်တာဆိုလာဒီမှာငါးလေးကွာဘာငါးတွေမှန်းတော့မသိဘူးတို့သိရမှာဒီတကောင်နဲ့ဟိုတကောင်နဲ့ရှိရမှာဘာနီမနီမဲမအဲ့နီမတကောင်နဲ့တည်တနေ့တည်းဘာဒီတီဘိုက်တီရောမာသူ့ကိုကျွန်တော်စောက်ပြီးထားပါမဲတော့မလောက်တော့လို့ဆိုပြီးကွာကိုလုံးတော့လည်းမလုပ်ဖြစ်ပါဘူးကျွန်တော်နှစ်မိနစ်တည်းနဲ့အမြဲစောက်ထားတဲ့အိမ်ပေါ့နော်သူချက်တော့မပိုင်းထည့်တာဟောတော့ဒါသူအယုံအမားလေးဖူးပေးထားလိုက်တယ်လက်ရှိမှာနာတိုင်းမကသူ့ရဲ့တိုင်းမဆိုဒီမှာဟိုမှာတိုင်းမပက်ကဟိုကျွန်တော်အိမ်မှာဘောထားရှိတယ်โอเคတော့ဒီလောက်ပဲသူစကားပြောရမယ်ချင်းလေးနဲ့အရင်တော့ပဲအားထောင်ပေးကြပါဦးလို့
လုံးပဲကျွန်တော်ကတော့ဟုတ်ပြီးဆုံးမှာ special နေနဲ့ထပ်လာပါဦးမယ်ဒီကြားတဲ့ဘာကြီးနဲ့ဆက်နေမှတ်ခဲ့ကြပါနော်အားလုံးပဲလက်စင်းတော့ bye bye ဦးလေးကြပြန်တွေ့ကြမယ်နော်